Ferrari လို့ဆိုလိုက်တာနဲ့တန်ဖိုးကြီးပြိုင်ကားဆိုတာလူတိုင်းတိကျမှာဖြစ်ပေမဲ့ချမ်းသာတဲ့ဆိုတိုင်းဝယ်ယူစီးနှင်းလို့မရတဲ့ကားအမျိုးအစားဖြစ်တယ်လို့ထိန်းချုပ်ကန့်သက်ထားတာလည်းများလွန်းတဲ့ကားပါမြန်မာအပါအဝင်ကဘာတဝမ်းကချမ်းသာတဲ့သူတွေဟာ Ferrari ကားတွေကိုဝယ်ယူစီးနှင်းလို့ရပေမဲ့ Ferrari ကတော့သူတို့ရဲ့အထူးတည်တံ့ထုတ်ကားတွေကိုခရူးသစိုက်ထိန်းချုပ်ပြီးမှရောင်းချပါတယ်။ဥပမာပြောရရင် Justin Bieber, 50 Cent နဲ့ Mayweather တို့လိုထင်ရှားကျော်ကြားတဲ့သူတွေကိုတောင် Ferrari ကသူတို့ကားတွေဝယ်ယူခွင့်ပိတ်ပင်ထားတယ်လို့တချို့သူတွေကိုလည်း blacklist တွန်းထားပါတယ်။ပြောရရင်ကဘာတဝမ်းကချမ်းသာတဲ့သူတွေဟာ Ferrari ကားတစ်တွေကိုဝယ်ယူစီးနှင်းတော့မယ်ဆိုရင်ကိုရေးအချက်လက်တွေကိုပေးရတဲ့အပြင်လိုက်နာကျင့်သုံးရမယ့်စီကံတွေကိုလည်းသတ်မှတ်ထားပါတယ်။အထူးသဖြင့်အကျင့်ပြတ်ချစားနေသူတွေငွေကြေးလိမ်လည်မှုတွေမှာပါဝင်ပတ်သက်နေသူတွေကို Ferrari ကားတစ်လုံးဝဝယ်ယူခွင့်မရှိသလိုကဘာတဝမ်းကနာမည်ပြတ်တထေးတွေကိုလည်းမှတ်တမ်းတင်ထားပါတယ်။တကယ်လို့တင်ဟာနောက်ဆုံးပို Ferrari ကားတစ်ကိုဝယ်ယူစီးနှင်းနိုင်လို့ကုမ္ပဏီစီတိုက်ရိုက်ဝယ်ယူပြီဆိုရင်လုံးဝမပြုတ်လို့ရမယ့်အချက်တွေနဲ့လိုက်နာရမယ့်အချက်တွေရှိပြီးတော့ Ferrari ပုံရိပ်ကိုမထိခိုက်စေရပါဘူး။ဥပမာ Ferrari ကားတစ်တွေကိုစာချုပ်ပြီးဝယ်ယူစီးနှင်းတဲ့အခါမှာအချိန်ကာလတစ်ခုမကျော်လွန်မီလုံးဝပြင်ဆင်မွမ်းမံခွင့်မပြုသလိုပိုင်ရှင်တွေအနေနဲ့ကားအယောင်ချိန်တာကိုလည်းခွင့်မပြုထားပါဘူး။တခါတော့က W5 ဆိုတဲ့ DJ Music Producer တဦးဟာ Ferrari 458 အီတလီယာကိုပူရာရီလို့အမည်ပြောင်းပြီးကားအယောင်ကိုပါပြောင်းလဲခဲ့လို့တရားစွဲဆိုတာခံရပြီးကားကိုလည်းတခြားသူစီရောင်းချလိုက်ရပါတယ်။ Ferrari ကားတစ်ကိုကုမ္ပဏီစီကနေဝယ်ယူတဲ့အခါစာချုပ်ထဲမှာဝယ်သူပိုင်ရှင်တွေအနေနဲ့အနည်းဆုံးတစ်နှစ်ကနေ18လအထိကိုတခြားသူစီမလွဲပြောင်းရပဲပိုင်ဆိုင်ထားရမယ်ဆိုတဲ့အချက်လဲထားရှိပြန်ပါသေးတယ်။နာမည်ကျော်ကစ်ပေါက်စားသမားဖြစ်တဲ့ Mayweather ဟာဆိုရင်ဈေးကြီးတဲ့ကားတွေကိုထဲလဲဝယ်ပြီးလအနည်းငယ်ကြာရင်နောက်ထပ်ပြောင်းလဲဝယ်ယူစီးနှင်းတတ်လို့ limited edition Ferrari ကားတွေဝယ်ခွင့်ပိတ်ထားပါတယ်။ Ferrari ကားကိုဝယ်ယူပြီးဆိုရင်ကားမကောင်းကြောင်းပြောတာကိုလက်မခံပဲကုန်တိတ်ခါကိုထိမ့်သိမ်းရမယ်ဆိုပြီးတော့နာမည်ကျော် rapper 50 Cent ဟာကားဘက်ထရီပြတ်တာပြောလို့အပန်းခံလိုက်ရပါတယ်။ Ferrari ကားတစ်တွေကိုဝယ်သူတွေအနေနဲ့ကိုပိုင်လက္ခဏာဖြစ်ဖို့အသေးစားပြုပြင်မွမ်းမံတာကိုခွင့်ပြုပေမဲ့စာချုပ်အသက်ဝင်နေစေကာလမှာကြီးကြီးမားမားပြောင်းလဲတာမျိုးတွေကိုခွင့်မပြုထားတာလည်းရှိနေပါတယ်။နောက်ပြီး Ferrari ကားကိုစီးနှင်းပြီဆိုရင်လုံးဝသွားထိပြောင်းလဲလို့မရတဲ့အရာတစ်ခုကတော့ကားတစ်စိမ့်မြင်းရုပ်ပုံဖြစ်ပြီးပြောင်းလဲခဲ့ရင်တော့ Ferrari ရဲ့စီကံချက်တွေကိုကြီးမားစွာချိုးဖောက်တာဖြစ်ပါတယ်။ Ferrari ကားတစ်ကိုဝယ်စည်းချင်ရင်တတ်မှတ်ထားတဲ့အချက်တွေနဲ့ကိုက်ညီတယ်ဆိုရင်တောင်ရောင်းပေးချင်မှရောင်းပေးတာဖြစ်ပြီးမြောက်အမေရိကကားစုဆောင်သူ President Han ဆိုသူကို LA Ferrari အပတ်တာကိုမရောင်းပေးခဲ့ပါဘူး။ဆိုတော့မြန်မာပြည်မှာလဲ Ferrari ကားစီးရည်တချို့ကိုမြင်တွေ့ရတယ်ဆိုပေမဲ့ Ferrari ကုမ္ပဏီကနေဓာတ်ရိုက်ရောင်းချပေးတာမျိုးမဟုတ်ပဲပြည်ပကနေ used car အဖြစ်လက်လွှဲပြောင်းပြီးရောက်ရှိလာကြတာဖြစ်ပါတယ်။